14ရက်နေ့အမျိုးသမီးတပည့်တော်များရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး8အခန်းငယ်1မှအခန်းငယ်3ထိယေရှုကမြို့ရွာနှံ့လျှောက်သွားပြီးဖျားသခင်နိုင်ငံတော်အကြောင်းနဲ့ဖျားသခင်ရဲ့နိုင်ငံသားဖြစ်ခွင့်ရနိုင်တယ်ဆိုတဲ့သတင်းကောင်းကိုပြောပြတယ်။သူတို့ပဲ12ယောက်လဲသူနဲ့အတူလိုက်သွားကြတယ်။ယေရှုတကိုးကြောင့်နတ်ဆိုးကလွတ်ပေးလိုက်ရတဲ့မာဂဒလလို့ခေါ်တဲ့မာရိရဲ့ဘုရင်စဖိုမှုရဲ့မိန်းမယောဟန္နာရဲ့ရှုရှန်နာရဲ့လဲလိုက်သွားကြတယ်။နံပါတ်1မိန်းမအချို့တို့သည်အဘဲကြောင့်ယေရှုနောက်တော်သို့လိုက်ခဲ့ကြသည်။နံပါတ်2မိန်းမများကိုနာမည်နှင့်တကွဖော်ပြခြင်းသည်အဘဲကြောင့်နီ။နံပါတ်3ယေရှုကငါ၏နာမသိခြင်းသည်အဘဲကြောင့်အရေးကြီးသည်